ကျွန်တော်ဒေါက်တာမောင်မောင်သိန်းဖြစ်ပါတယ်။အာမခံနဲ့အသက်အာမခံတို့ရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပါတယ်။ဒီနေ့ခန္ဓာကတော့ငရင်ကြီးကြောင့်ပေါ့နော်။ဒီမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငရင်ကြီးကြောင့်ပေါ်ပေါက်လာတဲ့ဆုံးရှုံးပျက်စီးမှုတွေပေါ့ဗျာ။အဲဒီဆုံးရှုံးပျက်စီးမှုတွေမှာကျွန်တော်တို့အာမခံကုမ္ပဏီမှာအာမခံထားတဲ့သူများရဲ့ဆုံးရှုံးပျက်စီးမှုတွေကိုလျော်ကြေးပေးတဲ့အခမ်းအနားဖြစ်ပါတယ်။သူတို့ရဲ့လျော်ကြေးတောင်းခံမှုစောင့်မနေဘဲနဲ့ပေါ့နော်ကျွန်တော်တို့အာမခံကုမ္ပဏီအနေနဲ့အခင်းဖြစ်ပွားတဲ့နေရာတွေတွားပြီးတော့မှထိခိုက်သွားတဲ့သူတွေဘယ်သူလဲဆိုတာကိုကျွန်တော်တို့ရှာဖွေပြီးတော့မှနော်သူတို့လျော်ကြေးတောင်းတာမစောင့်ဘဲနဲ့ကျွန်တော်တို့ကပဲစတင်လှုပ်ရှားဖို့ဆိုပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်အဆောက်အဦပိုင်းကတော့ကြီးလေးတဲ့လျော်ကြေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှစပြီးတော့ကျွန်တော်တို့ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပေးတာဟာအဆောက်အဦနဲ့ပတ်သက်ပြီးတော့လျော်ကြေး၄ခုကိုပေးမှာဖြစ်ပါတယ်စုစုပေါင်းငွေပမာဏသိန်းပေါင်း9000ကျော်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ပေးပြီးတဲ့အတိုင်းအတာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ပေးရမယ့်လျော်ကြေးတွေရဲ့40% ကိုပေးပြီးသားဖြစ်သွားပါပြီဘာပေါ်မှာအဲ့လို natural disaster ကြီးတွေဖြစ်ရင်လျော်ကြေးဟာနှစ်နဲ့ချီပြီးကြာတယ်အနည်းဆုံးကတော့တစ်နှစ်လောက်တော့ကြာတယ်တစ်နှစ်လောက်ကြာမှလျော်ကြေးကိုပေးကြပါတယ်ကျွန်တော်တို့ကအခုဆိုလို့ရှိရင်ဖြစ်တာမတ်လ28ရက်မှာဖြစ်တယ်ဒီအဆောက်အဦတွေအတွက်လျော်ကြေးကိုဒီနေ့မေလ8ရက်မှာကျွန်တော်တို့ပေးတယ်ဆိုတော့တစ်လနဲ့10ရက်လောက်ပဲကြာတယ်ပေါ့ဗျာအင်ဂျင်နီယာတွေတွေ့တာတဲ့ပို့ပြီးတော့ပေးတဲ့အနေအထားတွေရှိနေပါတယ်เนาะအဲ့တော့အဲ့ဒီရော်ကြီးကိုလည်းပဲသာထိုးပေးတယ်ပေါ့ဗျာနောက်ကြံတဲ့မန္တလေးရရော်ကြီးများလည်းပဲမကြခင်အချိန်တွင်းမှာမန္တလေးမှာသွားပြီးပေးဖို့အစီအစဉ်ရေးဆွဲထားပြီးဖြစ်ကြောင်းထပ်မံပြီးတော့သတင်းကောင်းပါလို့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဘက်ဒီအားလုံးလည်းပဲဝိုင်းဝန်းကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ထို့အတူပဲကျွန်တော်တို့အတွက် damage survey လုပ်ပေးတဲ့ assessment engineer တွေပါဝင်တဲ့ assessment team ကိုလည်းပဲအလွန်ကျေးဇူးတင်ပါတယ်